အေးဘူးကိုလက်နဲ့ညှချလိုက်တဲ့လူငယ်လေးကြောင့်အေးဆက်နေတဲ့အေးဆက်တွေဟာအစင်းမြင့်ကုမ္ပဏီပိုင်ရှင်မျိုးသမီးကြီးရဲ့အင်ဂျီဘော်ကိုဆင်သွားပါတယ်မျိုးသမီးကြီးကဒေါသထွက်ပြီးရန်လုတော့တဲ့အချိန်မှာပဲလူငယ်လေးကဘာမှမဖြစ်တယ်လို့မျိုးနဲ့အင်ဂျီကိုလိုက်တုပ်ပေးနေပါတယ်ဒီလိုလုပ်ရက်ကြောင့်မျိုးသမီးကြီးကပိုပြီးဒေါသထွက်သွားပြီးလူငယ်လေးကိုပါရိုက်ဖို့လက်ရွယ်လိုက်ပါတယ်ဒါပေမဲ့လူငယ်လေးကတော့ဘာမှမသိတဲ့ပုံစံမျိုးနဲ့ဘာလို့ရိုက်မှလဲဆိုပြီးပြန်မေးနေပါတယ်မျိုးသမီးကြီးဒေါသတွေအဆုံးစုံထိရောက်နေချအိမ်မှာပဲသူ့တငယ်ချင်းကဒီနေ့ဟာအဖိုးဖြစ်သူရဲ့နာရေးရဖြစ်တာကြောင့်အချိန်မဆွဲဖို့သတိပေးလိုက်ပါတယ်မျိုးသမီးကြီးကဒေါသကိုထိန်းလိုက်ပေမဲ့လူငယ်လေးကိုတော့လုံးဝအလွတ်မပေးဘူးလို့ချင်းချောက်ပြီးကောင်းကောင်းထွက်သွားပါတယ်လက်မှာကောင်းမှန်ကနေအရေးတစ်ခုဖြတ်သွားတာကိုမြင်လိုက်ရပေမဲ့မျက်စိမားတာလို့ပဲထင်နေပါတယ်တကယ်တော့အဲ့ဒီလူငယ်လေးဟာမျိုးသမီးကြီးထက်အိမ်ကိုအရင်ဦးအောင်ရောက်နေတာပါအိမ်ထဲရောက်တော့သူ့ရှာနေတဲ့အဖိုးကိုဆုံးသွားပြီဆိုတာကိုအိမ်စီစီကနေသိလိုက်ရပါတယ်ဒါကြောင့်လူငယ်လေးကအလောင်းသားကိုအမြအန်သွားပြီးညီမြုံမဲ့အစီအစဉ်ကိုတားဆီးလိုက်ပါတယ်မိသားစုပေါင်းဆောင်ဖြစ်သူကဒေါသတကြီးနဲ့ထွက်လာပြီးအဖိုးရဲ့တင်ကြိုမဲ့အချိန်ကိုနှောက်ယှက်ရေးအကြီးအကျယ်ပေးဆက်ရမယ်လို့ပြောပါတယ်ဒါပေမဲ့လူငယ်လေးကတော့သူဟာအကျွေးလာတောင်းတာဖြစ်တယ်လို့ပြန်ပြောလိုက်ပါတယ်ပြောဆိုဆိုနဲ့အကောင့်ဖုန်းကိုဖွင့်ချလိုက်တဲ့အတွက်မိသားစုဝင်တွေကလူငယ်လေးရဲ့ခြေထောက်ကိုရိုက်ချိုးပြီးအပြင်ကိုလွှတ်ပစ်ဖို့လူမိုက်တွေကိုခိုင်းပါတယ်ဒါပေမဲ့လူငယ်လေးကတကွက်ထဲနဲ့လူမိုက်အားလုံးကိုအလဲထိုးလိုက်ပါတယ်အဖိုးဟာသူ့ကိုပေးစရာရှိနေသေးတာကြောင့်ဒီအတိုင်းသေးလို့မရသေးဘူးလို့လူငယ်လေးကပြောပါတယ်တကယ်တော့ဒီလူငယ်လေးဟာထောင်ကမထွက်ခင်မှာဆရာဖြစ်သူစီကနေအဖိုးတန်လက်စွပ်တကွင်းကိုစက်ခံခဲ့တဲ့ထူးခြားတဲ့စွမ်းအားရှင်တစ်ယောက်ဖြစ်နေပါတယ်အဲ့ဒီလက်စွပ်ဟာရွှေအကူချောင်းကိုတင်စီထားနိုင်တယ်လို့ဆရာဖြစ်သူကပြောပြခဲ့ပါတယ်ပထမရွှေအပ်ဟာပေလူကိုပြန်ရှင်းစေနိုင်တဲ့အစွမ်းရှိပြီးဒုတိယရွှေအပ်ကတော့ကမ္ဘာအချမ်းသာဆုံးတတိယဖြစ်စေနိုင်ပါတယ်တတိယရွှေအပ်ကတော့လူငယ်လေးကိုမိမချောလေးတွေဝိုင်းဝိုင်းလဲပြီးဆွဲဆောင်မှရှိစေမှာဖြစ်ပါတယ်စတုထမြောက်အကအတိပညာနဲ့ဘ ഹു တုတတွေပေးစွမ်းနိုင်ပြီးပစ္စမမြောက်အကတော့နမင်းကြီးလေးပါးကိုစိတ်ခိုင်းနိုင်စွမ်းရှိပါတယ်စထမမြောက်အကကမ္ဘာအင်အားအကောင်းဆုံးသတင်းကွန်ရက်ကိုပိုင်ဆိုင်စေမှာဖြစ်ပြီးကျန်တဲ့အတုံးချောင်းကတော့ပျောက်ဆုံးနေတဲ့ရတနာတိုက်တွေစီလမ်းညွန်ပေးမှာပါတီလောက်အစွမ်းထက်တာကိုကြားတော့လူငယ်လေးကအတွေကိုအမြန်ပေးဖို့ဥစားပါတယ်ဒါပေမဲ့ဆရာဖြစ်သူကကျန်တဲ့အရှစ်ချောင်းကိုသူများတွေကိုမှားထားတယ်လို့ပြောပြပါတယ်လူငယ်လေးကအဲ့ဒီအတွေကိုကိုယ်တိုင်လိုက်တင်ရမှာဖြစ်ပြီး CEO မလေးရဲ့မိသားစုစီမှာအနှစ်ချောင်းရှိနေတာပါဒါကြောင့်ငငယ်လေးဟာအဖိုးကိုကဲတင်ဖို့ဘာမဆိုလုပ်ခဲ့တာဖြစ်ပါတယ်ဒါကိုဘာမှမသိတဲ့မိသားစုဝင်တွေကသူတို့အဖေကိုစော်ကားတယ်လို့ထင်ခဲ့ကြပါတယ်ရုတ်တရက်အဖိုးကသူ့ကောင်းကိုတုံးနဲ့လှမ်းရိုက်လိုက်ပြီးနှလုံးပွင့်လာပါတယ်လူငယ်လေးကကဲလိုက်တာကိုသိသွားတော့အဖိုးဟာထိုင်ချပြီးကျေးဇူးတင်ဖို့လုပ်ပါတယ်ဒါပေမဲ့လူငယ်လေးကတော့ကျေးဇူးတင်ဖို့မလိုပဲအကျွေးလာတောင်းတာလို့ပြောလိုက်ပါတယ်အဖိုးကိုကြောင်သွားချိန်မှာလူငယ်လေးကလက်စုပ်ကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီချိန်မှာအဖိုးဟာရွှေအပ်တွေအကြောင်းတတိယသွားပြီးလူငယ်လေးကိုအပိုင်ချုပ်ဖို့စူးစမ်းပါတယ်ရွှေအပ်တွေကိုပြန်လိုချင်ရင်သူ့မြေးမလေးနဲ့လက်ထပ်ရမယ်လို့အဖိုးကအကြက်ကင်ပါတယ်ဒါမှအပ်တွေကိုကိုယ်တိုင်လက်ရောက်ပေးအပ်မယ်လို့ပြောလိုက်တာပါလူငယ်လေးကတော့အဖိုးမှာအကြံစီရှိတယ်လို့ချက်ချင်းရင်းမိသွားပါတယ်သူ့မြေးမလေးကဝပြီးအယုတ်ဆုံးမလေးဖြစ်နေမှာပဲလို့လူငယ်လေးကထင်ကြီးပေးလိုက်ပါတယ်ကန်ဆိုးကျင်တော့အိမ်ပြန်ရောက်လာတဲ့ CEO မလေးကဒီစကားကိုကြားသွားပါတယ်သူ့ကိုရန်လို့ဟိုရှေ့ထွက်လာပေမဲ့အဖိုးကတားလိုက်ပါတယ်ပြီးတော့လူငယ်လေးကိုနောက်လှည့်ကြည့်ပြီးညီမလေးကတကယ်ပဲအယုတ်ဆိုးလားဆိုတာအတိပြုတ်ခိုင်းပါတယ်လူငယ်လေးနောက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့သူစော်ကားခဲ့မိတဲ့ CEO မလေးဖြစ်နေတာကြောင့်အံ့ဩသွားပါတယ်သူတို့နှစ်ယောက်တည်နေကြတာကိုမြင်တော့အဖိုးကလူငယ်လေးရဲ့လက်ကိုဆွဲပြီး CEO မလေးရဲ့လက်ထဲကိုထည့်ပေးလိုက်ပါတယ်ဒီနေ့ကစပြီးညီမလေးဟာလူငယ်လေးရဲ့ဇနီးဖြစ်ရမယ်လို့ကြေညာလိုက်ပါတယ် CEO မလေးကချက်ချင်းညင်းဆိုပေမဲ့အဖိုးကအတင်းကျပ်လက်ထပ်ခိုင်းပါကဲနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာရုံးကိုသွားပြီးလက်ထပ်စာချုပ်မှာလက်မှတ်ထိုးလိုက်ရပါတယ် CEO မလေးထွက်သွားတဲ့အချိန်မှာလူငယ်လေးကအဖိုးကိုရွှေအပ်တွေအခုပြန်ပေးလို့ရပြီလားလို့မေးလိုက်ပါတယ်ဒါပေမဲ့အဖိုးက CEO မလေးရဲ့နားကိုလက်ညှိုးထိုးပြပြီးရွှေအပ်တွေကိုနားကပ်လုပ်ပေးထားတယ်လို့ပြောပါတယ်အပ်တွေကိုလိုချင်တော့ကိုယ်တိုင်ပဲယူရမယ်လို့အကြံပေးလိုက်တာပါအဖိုးရဲ့လူလဲကြတာကိုမြင်တော့လူငယ်လေးလည်းကိုယ့်ဘာသာကိုယ်ပဲဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါအဖိုးကညီဦးလေးအမြန်ရကျင်တာကြောင့်အားရှိရဲ့စုပ်ပြုတ်တွေချက်ခိုင်းပါတယ်လူငယ်လေးကတော့ဘာမှမဖြစ်ပဲတောက်လိုက်ပေမဲ့ CEO မလေးကတော့အားတွေအရန်တက်ပြီးနှာခေါင်းသွေးတွေတောင်ထွက်လာပါတယ်လူငယ်လေးရဲ့အမူအရာကိုကြည့်ပြီးဒေါသထွက်နေတဲ့ CEO မလေးကသူ့ကိုပညာပေးဖို့လူတစ်ယောက်ရှာပါတယ်သူ့တငယ်ချင်းမိတ်ဆက်ပေးထားတဲ့လက်ဝှေ့ချန်ပီယံကိုတတိယသွားပြီးလူငယ်လေးကိုအကြောင်းပြချက်တစ်ခုနဲ့ဂျင်ကိုခေါ်သွားပါတယ် CEO မလေးရဲ့တငယ်ချင်းကလူငယ်လေးကိုလင်းယောက်ျားအစ်စ်ဖြစ်တယ်လို့မိတ်ဆက်ပေးလိုက်ပါတယ်ဒါကိုကြားအားလိုက်ရတဲ့လက်ဝဲသမားကဒေါသတွေအလေးလိုက်ထွက်လာပါတယ်သူဟာ CEO မလေးနောက်ကို9နှစ်တောင်လိုက်ခဲ့ရတာဖြစ်ပြီးအခုတော့ဘာမဟုတ်တဲ့လူတစ်ယောက်ကကြားဖြတ်လူသွားတယ်လို့ခံစားလိုက်ရတာပါဒါကြောင့်လက်ဝဲသမားကလူငယ်လေးကိုစိန်ခေါ်လိုက်ပြီးရှုံးရင် CEO မလေးစီကနေထာဝရထွက်သွားရမယ်လို့ပြောပါတယ်ဒါပေမဲ့လူငယ်လေးကတော့ဒီလက်ဝဲသမားဟာသူ့ကိုရှင်ဖို့မထိုက်တန်ဘူးလို့ပြန်ပြောလိုက်ပါတယ်သူတငယ်ချင်းကလည်းစင်ပေါ်တက်ဖို့ကြောက်နေတာလားဆိုပြီးဝိုင်းလောင်ကြပါတယ် CEO မလေးကလည်းသူဟာတမာပြီးတတိရှိတဲ့ယောက်ျားကိုပဲကြိုက်တာဖြစ်လို့အကာအကွယ်နိုင်ရင်စောစောစီးစီးကွာရှင်းလိုက်ပါလို့မိထိုးပေးလိုက်ပါတယ်ဒီစကားကိုကြားတော့မှလူငယ်လေးကရှောင်မနေတော့ပဲစင်ပေါ်ကိုတက်သွားပါတယ်လူငယ်လေးဟာသုံးခွက်တောင်ခံမှာမဟုတ်ဘူးလို့အားလုံးကထင်နေကြတာပါဒါပေမဲ့ထင်မှတ်မထားပဲလူငယ်လေးကတစ်ချက်တည်းကန်လိုက်တာနဲ့ချန်ပီယံဟာလွင့်ထွက်သွားပါတယ်အားလုံးအံ့ဩမင်သက်သွားချိန်မှာလက်ဝဲသမားကတော့သူဟာသတိမထားမိလို့ခံလိုက်ရတာပါလို့အရှက်ပြေပြောနေပါတယ်လူငယ်လေးကတော့သူ့ကိုစိတ်မဝင်စားတော့ပဲလှည့်ထွက်သွားပါတယ်လက်ဝဲချန်ပီယံတထေးသားဟာဒေါသတကြီးနဲ့လူငယ်လေးကိုနောက်တစ်ကြိမ်ထပ်တိုက်ခိုက်ပါတယ်ဒါပေမဲ့လူငယ်လေးကသူ့လက်မောင်းကိုဖမ်းကင်ပြီးလိန်ချိုးလိုက်တဲ့အတွက်တစ်ချက်တည်းနဲ့လက်ကျိုးသွားပါတယ်ဒါဟာအကြီးအကျယ်ပြဿနာတက်သွားတာပါပဲအဲဒီသူထေးသားရဲ့လူတွေကသူ့အဖိုးဟာလူမိုက်ကိုင်းချုပ်ကြီးဖြစ်တယ်လို့ကျင်းသွားကြပါတယ် CEO မလေးနဲ့သူ့မိသားစုကိုကလဲစားချေဖို့စောင့်နေလိုက်ဆိုပြီးတတိပေးသွားကြပါတယ် CEO မလေးနဲ့သူ့တငယ်ချင်းဟာထိတ်လန့်သွားပြီးအကူအညီတောင်းဖို့အဖိုးဖြစ်သူစီကိုအပြေးသွားကြပါတယ်တကယ်တော့အဲ့ဒီလူမိုက်ကိုင်း
ချုပ်ကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူငယ်လေးရဲ့ကဲတင်ခြင်းကိုခံခဲ့ရတာပါဂိုင်းချုပ်ကြီးဟာသူ့ကျေးဇူးရှင်ကိုပြန်တွေးဖို့နှစ်ပေါင်းများစွာကြာအောင်ငတ်ရှာနေခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့မြေးစီကနေဖုန်းဝင်လာပြီး CEO မလေးရဲ့ယောက်ျားကလက်ကိုချိုးလိုက်တယ်ဆိုတာသိသွားပါတယ်ဂိုင်းချုပ်ကြီးဟာဒေါသအလိမ့်လိုက်ထွက်သွားပြီးသူ့လူတွေကိုအကုန်စုခိုင်းလိုက်ပါတယ် CEO မလေးကိုသွေးကြွေးပြန်ဆက်ခိုင်းဖို့ဆုံးဖြတ်လိုက်တာပါတစ်ဖက်မှာလည်းမိသားစုဝင်တွေကလူငယ်လေးဟာလူမိုက်ဂိုင်းချုပ်ကိုတွားရန်စားလိုက်ပြီဆိုတာသိသွားကြပါတယ်အားလုံးကလူငယ်လေးကိုဝိုင်းဆဲကြပြီးမိမလက်တွဲဖော်လုပ်ပြီးပြဿနာရှာတဲ့အသုံးမကျတဲ့ကောင်လို့ကဲရဲကြပါတယ်ဒါပေမဲ့လူငယ်လေးကတော့ဘာမှဂရုမစိုက်ပါဘူးဒီကိစ္စကိုသူတယောက်တည်းတာဝန်ယူမှဖြစ်ပြီးဘသူ့ကိုမှဒုက္ခမပေးဘူးလို့ပြောပါတယ်ဒီစကားကရောက်ခမဖြစ်သူကိုပိုစိတ်တူစေပြီးလူငယ်လေးကိုကြိုးတုပ်ပြီးဟိုဘက်ကိုတွားအပ်ရမယ်လို့ပြောပါတယ်ရုတ်တရက်လူမိုက်ကိုင်းချုပ်ကြီးဟာတပည့်ပေါင်းရာနဲ့ချီပြီးရောက်လာပါတယ်မိသားစုခေါင်းဆောင်ကိုမေးခွန်းထုတ်ပြီးတေးချင်နေတာလားလို့မောင်ငန်းပါမင်းတို့တမက်ကငါမြေးကိုဒုက္ခပေးတာကိုခွင့်ပြုထားတာလားလို့မေးလိုက်တာပါတကယ်လို့တော်တယ်ဆိုရင်အဲ့ဒီလူငယ်ကိုအခုချက်ချင်းအလိုက်ပါမဟုတ်ရင်တော့တမိသားစုလုံးကိုအပြတ်ရှင်းပြမယ်လို့ချိန်ချောက်ပါတယ်မိသားစုခေါင်းဆောင်ကလည်းဒါဟာအထင်လွဲတာပါလို့အမြန်ရင်းပြီးလူငယ်လေးကိုသူတို့တမက်အဖြစ်ဘယ်တော့မှအတိအမှန်မပြုခဲ့ဘူးလို့ပြောပါတယ်သူ့ကိုကြိုက်တယ်လို့တက်လို့ရတယ်လို့လည်းဆိုပါတယ်ဒါကိုကြားတော့ဂိုင်းချုပ်ကြီးကလူငယ်လေးရှေ့ကိုဒါတစ်ချောင်းပြစ်ချပေးလိုက်ပါတယ်ပြီးတော့သူ့မြေးကိုတောင်းပန်တဲ့အနေနဲ့ကိုလက်မောင်းကိုပြန်ဖြတ်ဖို့ခိုင်းပါတယ်ဒါပေမဲ့လူငယ်လေးကတော့အေးအေးဆေးဆေးပဲထွက်ပြီးအဲ့ဒါမဖြစ်နိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်လူငယ်လေးကခေါင်းလဲကြီးလိုက်တဲ့အချိန်မှာတော့ဂိုင်းချုပ်ကြီးဟာစွန့်သွားပါတယ်ဘာလို့လဲဆိုတော့သူအသေးတန်ရှာနေခဲ့တဲ့ကျေးဇူးရှင်ဖြစ်နေလို့ပါပဲ